အားလုံးပဲမင်္ဂလာပါကုတ်တရေးတဲ့အခါ file တွေအရန်ရှုပ်သွားပြီး final_v2 asset_v3 ဆိုပြီးဘေးဟာကနောက်ဆုံး version မဲမသိဖြတ်ရတဲ့ပြဿနာဒါက developer တိုင်းဂျုံဖူးတဲ့အရာတစ်ခုပါဒီနေ့တင်ပြချင်မှာတော့အဲ့လိုခေါင်းစားရတဲ့အခြေအနေကနေစနစ်ကြပြီးအလိုလျောက်ပူပေါင်းလုပ်ဆောင်တဲ့ developer workflow တစ်ခုစီကိုဘယ်လိုကူးပြောင်းမလဲဆိုတာလေ့လာသွားကြပါမယ်ဒါဟာ software ဖန်တီးမှုလောကမှာမရှိမဖြစ်လိုအပ်တဲ့အခြေခံအောက်မေ့တစ်ခုလည်းဖြစ်ပါတယ်ကဲဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကိုအမြန်လေးကြည့်လိုက်ရအောင်တဲ့ Git နဲ့ GitHub ဆိုတာဘာလဲနှစ်အဖွဲ့လိုက်အလုပ်လုပ်တဲ့ code workflow 3ရှောင်မြရတဲ့ mesh config တွေကိုဖြည့်ရှင်းနေ4မရှိမဖြစ်လုံခြုံရေးအလေးချင်းနေနဲ့5ပုံမှုအကြပြန်းလာတဲ့ developer ecosystem ဆိုပြီးအပိုင်း5ပိုင်းခွဲပြီးရှင်းပြသွားပါမယ်ပထမဆုံးအပိုင်း1အနေနဲ့ Git နဲ့ GitHub ရဲ့အခြေခံသဘောတရားတွေကိုအရင်ဆုံးရှင်းလင်းကြည့်အောင်ပါdeveloper လောကမှာဒီစကလုံးနှစ်ခုကိုရောသုံးတတ်ကြတယ်တကယ်တော့သူတို့နှစ်ခုက engine နဲ့ဗဟိုဌာနချုပ်လို့ကွာခြားပါတယ် Git ဆိုတော့ကကိုယ့်ကွန်ပျူတာထဲမှာအလုပ်လုပ်နေပြီး file ပြောင်းလဲမှုမှန်သမျှကိုအချိန်နဲ့တပြေးညီမှတ်တမ်းတင်ပေးတဲ့ကြီးမားတဲ့ save point key ပါ GitHub ကတော့အဲ့ဒီ Git ကနေရလာတဲ့အချက်လက်တွေကို online ပေါ်ကျင့်ပြီး developer တွေအချင်းချင်းချိတ်ဆက်လုပ်ဆောင်နိုင်အောင်ဖန်တီးပေးထားတဲ့ cloud based ဗဟိုချက်ပဲဖြစ်ပါတယ်ဒီလိုအလုပ်လုပ်ဖို့ဆိုရင်အခြေခံအကြဆုံးအစိပ်ပိုင်းကတော့ repository ဆိုတဲ့တိုးလောက်ခန်းမှာပဲရိုးရိုးရှင်းရှင်းပြောရရင်သူက project တိုင်းရဲ့အိုင်လေးကိုအဲ့ဒီအထက်မှာ code တွေပုံတွေနဲ့သက်ဆိုင်ရာ data တွေအကုန်လုံးကိုတနေရာထဲမှာစနစ်တကျတင်စီပေးထားတာပါဟုတ်ပြီအပိုင်း1ကိုဆက်သွားရအောင်အခုဆိုအခြေခံကိုသိပြီဆိုတော့လူအများကြီး code base တခုတည်းမှာအတူတူအလုပ်လုပ်ကြတဲ့အခါအခြေအစစ်မိမိဘယ်လိုလုပ်ဆောင်ကြလဲဆိုတာကိုကြည့်ကြပါမယ်အဖွဲ့လိုက်အလုပ်လုပ်တဲ့အခါအဓိကဖြစ်တန်းရတဲ့အဆင့်50ရှိပါတယ်ပထမဆုံး project ကိုကိုယ့်စီမှာ fork နဲ့ clone လုပ်ပြီးပွားယူတယ်ပြီးရင် topic branch edit တစ်ခုခွဲထွက်တယ်ကိုပင်းချင်တာတွေပြင်ပြီး comment လုပ်တယ်အဲ့ဒီနောက် remote စီကို push လုပ်ပြီး project ထိန်းသိမ်းသူတွေစီမှာကျွန်တော်ကိုလေးပုံထိတ်သေးပါဆိုပြီး pull request လုပ်ရပါတယ်ဒါအမားကင်းကင်းနဲ့ပူပေါင်းလုပ်ဆောင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းပါပဲဒီနေရာမှာ branch ဆိုတဲ့သဘောတရားလေးကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်သူကိုပြိုင်သူစัจ java တစ်ခုလုံးမြင်ကြည့်လို့ရပါတယ်လူတိုင်းကပေးမှတ်ခုကြီးကိုတွားမပြင်ဖဲ feature 1လိုမျိုး teacher branch တွေ fan တီးပြီးစမ်းသပ်ကြတယ်ဒါကြောင့်ဘာတွေပဲမှားသွားမှာစေပေးမှ application ကြီးကိုလုံးဝမထိခိုက်တော့ဘူးကောဒါပေမဲ့နီးပညာပိုင်းချီပဲတက်လို့မရဘူးဗျာပူပေါင်းဆောင်ရွက်တဲ့အခါ community ရဲ့စံနှုန်းတွေကိုလည်းလေးစားဖို့လိုအပ်ပါတယ်ဒါတွေကိုအခြေယူဖတ်ရှုတာကအားလုံးအသက်အချိန်ကုန်တက်ထားစေတယ်လို့ကိုရေးထားတဲ့ code တွေကိုလက်ခံရရှိဖို့ရခိုင်နှုန်းပေါ်များသွားစေပါတယ်မဖြစ်မနေဖတ်တဲ့အရာတွေကတော့ project အကြောင်းအပြည့်အစုံရေးထားတဲ့ readme file အချင်းချင်းဆက်ဆံရမှာလိုက်နိုင်ရမယ် code of conduct contributing guidelines license သတ်မှတ်ချက်တွေနဲ့ security policy တွေပဲဖြစ်ပါတယ်ဒါမှသာကိုတင်လိုက်တဲ့ code data သူတို့ရဲ့စီးမြင့်တွေနဲ့တွားပြီးကိုင်ညီနေမှာပါအပိုင်း3ကိုရောက်လာပါပြီအလုပ်တွေအတူတူလုပ်လာတဲ့အခါမှာတယောက်နဲ့တယောက်ပြင်ဆင်မှုတွေထပ်ထွားပြီးရှောင်လွဲလို့မရတဲ့ merge conflict တွေဆိုတာဖြစ်လာစမြဲပါဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတော့ဥပမာ developer နှစ်ယောက်က file တစ်ခုရဲ့တကြောင်တဲ့သောနေရာမှာတစ်ချိန်တည်းပြင်လိုက်မိတယ်ဆိုပါစို့ Git ကဘလောက်ပဲစွမ်းဆောင်ရည်ကောင်းပါစေလူတွေရဲ့ရည်ရွယ်ချက်ကိုတော့ခံမှန်းပြီးအလိုလျောက်မဆုံးဖြတ်ပေးနိုင်ဘူးလေအဲ့ဒီတော့ပြဿနာဖြစ်နေပြီဆိုပြီးတတိပေးချက်ထော်ရတော့တာပေါ့ဒီလိုအချိန်မျိုးမှာ developer တွေဟာဒိုင်လိုကြီးဝင်လုပ်ပေးရပါတယ်ဘယ်ဘက်ကကိုယူမလဲညာဘက်ကကိုယူမလဲဒါမှမဟုတ်နှစ်ခုစလုံးကိုပေါင်းလိုက်မလားဆိုတာကိုနိုင်ရွေးချယ်ဆုံးဖြတ်ပေးရပါတယ်မှန်ကန်တဲ့ရလဒ်ကိုအတည်ပြုပြီးမှသာ merge လုပ်ငန်းစဉ်ကိုဆက်သွားလို့ရပါတယ်ဒီလို pull request တွေကတဆင့်အဆင့်စစ်ဆေးနေရတဲ့အဓိကအကြောင်းရင်းကတော့ main branch ကိုကာကွယ်ဖို့ပါ main branch ဆိုတာသုံးစွဲသူတွေလက်ရှိအသုံးပြုနေတဲ့လုံးဝအမှားယွင်းရှိလို့မရတဲ့အသက်သွေးကြောပါစံတတ်မထားတဲ့ code တွေဝင်မလာအောင်ဒီ pull request တွေကလုံခြုံရေးကိဖောက်တီအနေနဲ့တားဆီးပေးပါတယ်အပိုင်းလေးလုံခြုံရေးအလေးကျင့်ကောင်းများကဲအခုဆိုတန်းစင်ပြီးသား code base ကြီးရလာပြီဆိုတော့ဒီဟာကြီးကိုပြင်ဘက်က cyber ချင်းချမှုတွေနဲ့တွင်ပိုင်းကမားတွေနဲ့ဘလို့အကာအကွယ်ပေးမလဲဆိုတာကြည့်လိုက်ရအောင်လုံခြုံရေးအထက်မရှိမဖြစ်လောက်ရမယ့် checklist လေးရှိပါတယ်အကောင့်အရင် 2FA ကိုမရှိမနေသုံးမယ် main branch ကိုဟန်ဖို့မဖြစ်နိုင်အောင် branch protection စီမံရေးချမှတ်မယ်အများဆုံးအခွင့်အရေးသာပေးတဲ့မူဝါဒကိုကျင့်သုံးမယ်နောက်ပြီးအရေးကြီးတဲ့အချက်လက်တွေကို private repost ဒီမှာတည်ထန်ထားရှိတာမျိုးတွေဟာအခြေခံအကျဆုံးလုံးဆောင်ရမယ့်အလေးအကျင့်တွေပါဒီနေရာမှာအစိုးရဆုံးအမှားတစ်ခုကတော့ API key တွေ password တွေကို repository ထဲမှာမတော်တဆ commit လုပ်မိလိုက်တာပါပဲဒါကတကားတော့ကိုအိမ်ရှိမှချိတ်ထားခဲ့တယ်လို့အလွန်အနေများပါပဲဒါကြောင့် sure အချက်လက်တွေကို code ထဲမှာတိုက်ရိုက်မရေးဘဲ environment variables တွေကိုအသုံးပြုပြီးလုံခြုံစွာသိမ်းဆည်းဖို့အထူးလိုအပ်ပါတယ်
ခေတ်သစ် repository ဒီမှာတော့လူတွေရဲ့မျက်စိနဲ့စစ်ဆေးယုံတင်မကပဲအလိုအလျောက်ကာကွယ်ရေးစနစ်တွေကိုပါအားကိုးလာကြပါတယ်။ pull request တွေမှာအနေချက်ပါမပါ snipe လို့ query တွေနဲ့ scan ဖတ်တဲ့ခဏကြာနေတဲ့ dependency တွေအတွက်ဆို dependent bot ကိုသုံးပြီးအလိုအလျောက် update လုပ်ကြမျိုးတွေလုပ်ဆောင်ကြပါတယ်။ အပိုင်း9ကိုဆက်သွားကြမယ်။ Taman version control ကနေစတင်ခဲ့တဲ့ဒီစနစ်လေးဟာအခုဆိုရင်ကြီးမားကျယ်ပြန့်ပြီးအပြန်လန်ချိတ်ဆက်နေတဲ့ developer ecosystem ကြီးတစ်ခုအဖြစ်ဘယ်လိုပြောင်းလဲလာလဲကြည့်ကြအောင်။ project တွေကတီးငယ်တဲ့အဆင့်ကနေလုပ်ငန်းသုံးအဆင့်အထိကြီးထွားလာတဲ့အခါကိုကွန်ပျူတာလေးတစ်လုံးတည်းနဲ့တည်းမလုံလောက်တော့ဘူးလေ။ကိုတီကိုစမ်းသပ်ဖို့ environment တွေဖန်တီးဖို့နဲ့ဖြန့်ချိဖို့အတွက်ပုံမခိုင်မာအားကောင်းတဲ့ cloud အခြေခံအဆောက်အုံတွေမလွဲမသွေလို့အလားပါတယ်။ ဒါကြောင့်ပဲအစင်းကြီးလှုပ်ဆောင်ချက်တွေပေါ်လာတာပါလုပ်ငန်းစဉ်တွေကိုအလိုအလျောက်လုပ်ပေးမဲ့ GitHub Actions cloud ပေါ်မှာတိုက်ရိုက်ခုတ်ရေးနိုင်မဲ့ Code Spaces နဲ့ AI အကူအညီနဲ့ code တွေမြန်မြန်ရေးနိုင်မဲ့ GitHub Copilot တို့ဟာ developer တွေအလုပ်လုပ်ပုံကိုအမခေါင်းမြန်ဆန်ထိရောက်လာစေပါတယ်။နီးပညာလောကထဲစတင်ဝင်ရောက်မဲ့အကြောင်းသားတွေအတွက်လည်း GitHub Student Developer Pack ဆိုတာရှိပါသေးတယ်။အခါမှာ custom domains တွေ AWS Azure လို့ cloud credits တွေတန်ဖိုးကြီး JetBrains လို့ premium IDEs တွေအပြင် professional သင်တန်းတွေကိုပါအခါမှရယူပြီးလက်တွေ့ project တွေကိုအလွယ်တကူတည်ဆောက်နိုင်အောင်ပံ့ပိုးပေးချတာပါဒီဆက်ထောင်ဆိုတဲ့ကဏ္ဍလေးကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါဟာအနာဂတ်မျိုးဆက်တွေအတွက်ကမ္ဘာ open source အမွေအနှစ်တွေကိုနှစ်ပေါင်း1000တိတိအထားခံအောင်ထိန်းသိမ်းမဲ့ GitHub Archive Program ရဲ့ရည်ရွယ်ချက်ပါအလုံးအိတ်ခဲတဲ့ IT data မှာ project Silica နီးပြီးနာကိုသုံးပြီး major တဲ့ Quasman ချက်တွေပေါ်မှာ code တွေကိုထွင်းထူးသိမ်းဆည်းထားမှာဖြစ်ပါတယ်ကဲအခုဆိုရင်ကိုကွန်ပျူတာတွေက file ပြောင်းလဲမှုတွေကိုမှတ်သားတဲ့အဆင့်ကနေကမ္ဘာ open source အမွေအနှစ်တွေကို2000ချီထိန်းသိမ်းမဲ့အဆင့်ကြီးရောက်ရှိလာတဲ့ခရီးစဉ်ကြီးကိုကျွန်တော်တို့ဖြတ်တန်းခဲ့ကြပါပြီ။ Command-line စနစ်လေးတစ်ခုကနေအခုလို GitHub စနစ်ကြီးအဖြစ်ဆင့်ခဲ့ပြောင်းလဲလာမှုက software ဖန်တီးတိစောပုံတစ်ခုလုံးကိုအခြေခံကြကြပြောင်းလဲပေးလိုက်တာသိချပါပဲ။အဆုံးသက်အနေနဲ့စဉ်းစားစရာမင်းဟုံးတစ်ခုမြင်ချင်ပါတယ်။အခုဆိုခုဖိုင်လက်လို့ AI တွေကအားနည်းချက်တွေကိုအလိုအရောက်ပြင်ပေးတာကိုတီကုနီရဲ့ပေးတာတွေလုံလာနိုင်နေပြီဒီလိုဆိုရင်နောက်တစ်ချိန်မှာ AI agent တွေကသူတို့ဘာသာ merge conflict တွေကိုပါအပြည့်အဝဖြေရှင်းနိုင်တဲ့အဆင့်ထိရောက်လာနိုင်မလားကျွန်တော်တို့ရဲ့ developer workflow ကြီးဘယ်လောက်ထိအလိုရောက်ဖြစ်ပါမလဲဆိုတာကတော့စေလိုရှားဗန်နဲ့ဆက်လက်ဆုံးကြည့်ရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်